Hello ပါဒီနေ့မှာတော့ညီမကခုံလို့ကောင်းမယ်ရောင်းဥစားလေးတပြပေးတာဖြစ်ပါတယ်ညီမမအရင်ယူထားတာဖြစ်ပါတယ်ညီမအရင်ဆုံးပေါ့နော် ID ထည့်ပါမယ်ID ပြီးတော့ ID ပြီးတော့ငါလေးခွန်ထုံးမြန်ရပါပြီဒီမှာလည်းရောက်ပါပြီရှင်ဒီမှာတော့ခုံလို့ကောင်းမယ်ထင်ပါတယ်ညီမကတော့ခုံလို့ကောင်းမယ်ညီမအရင်ဆုံးမှလဲလိုက်မယ်မပြန်နေကြိုက်တာစပြန်နေပေါ့အယောင်လေးပဲလဲလိုက်တော့မယ်မင်းအယောင်လဲလို့ရတယ်ပေါ့ရှာလေဒီမှာပါစိမ့်လေးရင်ခေါင်းပါမယ်ထုံးမမယ် yes ခုံမယ်ဘာဒီဒီမှာမလားငါလည်းမသိဘူးအဲ့ဒါလေးကိုခုံမှန်မင်းအားယူလာမယ်ဒါလေးကလည်းသေးလို့အကုန်မကျင်းကွဲနေရကျန်စိမ့်အောင်လေးပဲသူကလုပ်ပေးထားတော်တော်လေးလိုက် Chinese version လေးကြာတာမသိရင်သိလားမသိရင်လေဟို Chinese version လို့တိတ်ဟို Chinese version လို့ဘာလို့နဲ့ဟိုရိုးရိုး ID နဲ့ပဲတွားလို့ရပါတယ်ဒါရဘယ်သူစောင့်ထားလဲမသိပါဘူးတော်တော်လေးပေါ့နော်တော်တော်လေးခုံလို့ကောင်းပါတယ်တရားတွားကြည့်စေချင်ပါတယ်ဒါလေးတော်တော်ခုံလို့ဒီညမှာနော်တော်တော်ခုံလို့ကောင်းပါတယ်တွားပြီးတော့လဲခုံကြည့်ကြဖို့လဲဟိုအားလုံးကိုဟိုပြောချင်ပါတယ်ရှင်ကျေဒီပြောချင်ပါတယ်တော်တိုက်ရပြီးတော့တော်တော်လေးခုံလို့ကောင်းပါတယ်သူကတခြားလေးလှပပလေးလည်းလှုပ်ထားဖြစ်တာကြောင့်မလို့ဟိုခုံလို့ကလည်းကောင်းနေကြည့်လို့အရင်ကောင်းပါတယ်ဟာရောင်ကြီးကပ်ပြီးတော့တွားနေရပြီအော်ငါထပ်ပြီးတွားမယ်အာယူ what the fuck ညာဒီမြိုင်ချင်းလေးစမတွားတော့ထင်တာငါတော့တဲ့ခြေတံလေးရနေချင်နော်ငါလည်းလိုက်မတော်ရင်ငါလည်းကြောက်လိုက်မယ်နော်တေးလေးပြောနော်ဒီတာလုံးဟာတက်တောင်တော့ကြိုးစားမှာလိုက်တယ်ညာရအောင်လို့လေညီမကိုပေါ့နော်လိုက်လေးပါလေပေးသွားကြပါညီမလိုက်ရန်လို့နေပါရဲ့ညီမလေးဟိုပေါ့နော် YouTube ပါတင်ချင်ပါတယ်ဒါပေမဲ့မလိုက်သိမရှိဘူးတင်ရှင်ညီမတင်မတင်တယ်အားကြောင့်မို့ညီမကပေါ့နော်တခုပေါ့နော်လိုက်လေးပါလေးလုပ်ပြီးသွားကြပါဦးရှင်ညီမလိုက်ရန်လို့နေ
ညီမမှာလိုက်က200ကျော်ပဲရှိသေးပါတယ်ညီမပေါ့နော်ညီမဟောပေါ့လိုက်က200ကျော်ပဲရှိသေးလို့အဲ့ဒါနည်းနည်းပေးလို့ရမလားလို့ပြောချင်ပါတယ်ညီမလူ YouTube တင်နိုင်လဲတာဝါပြီးတော့လဲဒီမှာမယ်တာဝါလေးတွေရဲ့ ID လေးနဲ့အကုန်လုံးစောက်ပေးထားပါတယ်တချို့ကြတော့ ID နဲ့စောက်တတ်ကြဒီလိုမျိုးတက်ရက်လေးစောက်တတ်တဲ့လူတွေရကြဒီတော့မလို့ပေါ့နော်သူတို့ဘွားကိုစောက်ကြပါတယ်ဒီလိုမျိုးစောက်တတ်တဲ့လူတွေရကြတော့ပေါ့နော်စောညီမအရင်ကတင်ခဲ့တဲ့ဥစားတည်ရမလားခရင်ရောင်အရှိကြီးဆိုတဲ့ဟာလေးတည်ရမလားအဲ့ဒါကြီးတော့ကလည်းတော်တော်လေးစောက်တတ်ပါတယ်မစောက်တတ်တဲ့လူတွေတောင်မှဒီလိုမျိုးအရှိကြီးစောက်တယ်ပေါ့နော်ဒီလိုမျိုးသူကတိတ်တော့မစောက်တော့ထနေနည်းလေးတော့အမားလေးနည်းနည်းပါအမပါတော့မှသူကစောက်တတ်တယ်ဆိုရင်ညီမအပေးပါရဲ့เนาะသူလေဘသူစောက်တာလဲမသိဘူးเนาะညီမလည်းတွေ့ရကောက်လိုက်တာတွေ့ရကောက်ယူလိုက်တာပဲဟဲ့ရောက်တွေ့တာကောက်ယူလိုက်တာအိုင်ဒီညီမကြိုက်လို့ယူပါပဲဒီလားဘသူစောက်လဲဆိုတော့ကြည့်မနေဘူးဒီလားအိုင်ကျေပေါ်ရောက်ပြီခုံဖို့ပဲငါကျေအဝါရောင်ပေါ်ရောက်ပြီဒီအပေါ်ကဟာကြီးလားဘူးစောက်တယ်ဆိုကြည့်နေတော့ညီမလေးဒီမှာခုံသွားငါတော့ကလည်းဒီညမှာတော်တော်ခတ်တယ်ငါတဲဟုံလေးစီတာပါတော်တော်လေးခုံတယ်တော်တော်လေးလဲစောက်တတ်ကြပါငါအပြာရောင်ပြီးအဝါရောင်ရောက်ပြီငါလည်းအဝါရောင်ရောက်ပြီဟဲတော့ဟာဒီနားလေးကြတော့မဟုတ်သေးပါဘူးမအင်းတောင်ကြီးမဟုတ်ဘူးဒီလိုချင်းလေးကြတော့မမြင်ဘူးသိလားတော်တော်စောက်တတ်ပါငါဒီသေးလေးကိုငါမရရအောင်သွားခဲ့ရအောင်မင်းမသွားခဲ့ဘူးလားသွားခဲ့လေသေးလေးမနေသွားနေရတာငါပြပြချင်းသွားတာငါမြင်သွားကြားလို့ငါတို့ကပြိုင်နေရမှမဟုတ်တာမင်းကလည်းအေးစေးသွားငါညီမကိုပြိုင်ရလည်းမဟုတ်အေးလေအေးစေးသွားငါမှအေးစေးလေးသွားဟဲအေးစေးဘာမှချဲလေးငါခင်ရောက်နေပြီလားငါတော့အမိလိုက်တာပဲအားရကွင်းလေးနဲ့နေထွက်သွားတာငါစိတ်ညစ်တယ်အကွင်းလေးဘာလို့လှုပ်ထားကြလဲအဲ့အကွင်းလေးငါသွားတတ်ဘူးဟုတ်တယ်ဆူရှီပေါ်သွားခိုင်းကိုကြိုက်တဲ့ဆူရှီကိုတော့တက်မင်းချင်ပါဘူးဒါโอเคတက်တက်လေးစောက်ထားတယ်ဆိုတော်လေးစောက်တယ်နော်အဲ့ဒီရှာကျင်တော့ကွာအဲ့လူလေးfollower လောက်ထားပြီးတော့အဲ့ထဲကလေတာဝါ ID လေးလူကျင်နေပေါ့နော်ငါလည်းခင်ရရောက်ပြီအိုးတော်တော်လေးစောက်ထားတော်တော်လေးလာတယ်ငါအနီအောင်ရောက်ပြီငါအကြိုက်ဆုံးအနီအောင်ရောက်ပြီဆောက်လေးဆောက်ကလေးတွေထားဟုတ်တယ်ငါအနီအောင်ပြီးတော့မှာလားငါခုမှခရင်ရံကြုံမလို့ပဲရှိတမီးကပြိုင်နေမှမဟုတ်တာလိုင်းပေါ်တင်းနေတာလိုက်ရအောင်လို့လိုင်းပေါ်တင်းနေတာပတ်စံရအောင်ဂိမ်းပေါ်လုပ်ပြင်မဲ့ခွဲအောင်ဟုတ်တယ်အယောတချို့ကြလဲဂိမ်းငါကြည့်ရောဂိမ်းပလေယာဖြစ်နေတမီးလဲဂိမ်းပလေယာဖြစ်ချင်တယ်အခုမှစလောက်တာပါညီမရဲ့ရီမန်းချက်ကအဲ့လိုပေါ့နော်အဲ့တော့ညီမရီမန်းချက်ပြီးညီမကိုလိုက်လေးပါလေးပေးကြပါရှင်ငါအပြာရောင်ရောက်ပြီညအခုမှအနီအောင်မရှိဘူးအနီအောင်မရှိသေးငါကြိုက်တဲ့အပြာရောက်ပြီရော
စောစောတော့စကားနည်းနည်းများဒီနာဟိုစောစောတော့အပြာရောင်ပုံစံအောင်ဒီနာလေးကနည်းနည်းလေးအဲ့ရတက်အပြာရောင်ပြီးသွားရင်မဟုတ်လားအောက်မှာလေးအပြာရောင် ညမိုင်းညငါ့ကိုစောကလာပြောင်းနေတာအပြာရောင်အနုပြောတာ အနုဟိုကလည်းအနုပဲလေအောက်ကိုလည်းပြန်ကြည့်လာအောင် အေးပြုတ်ကြငါရုံချော့ထိုးရရုံချီနေတော့ အဲ့ဒီပေါ်တန်းရောက်သွားတယ် အမဲရောက်သွားပြီမမငင်မကြိုက်တယ်မင်းအောင် ကြိုက်တယ်ပေါ့ တော့ မိုင်းမြန်မာကြိုက်တယ်ပေါ့ ကြိုက်တယ်ညမီကိုရဘလို့ရုံတစောင်းဒါအမလေးငါလက်နာလေတော့ကြောင်မိုင်းကိုသွားထိုးနေဝီးဒီမေကြီးတော့အိုင်နော်ဆဲမိပါလေ အမဲအောင်ရောက်သွားရင်ငါအမဲအောင်ရောက်သွားပြီ ငါအသားရောင်ရောက်သွားပြီ အကုန်လုံးအပေါ်ကနေအောက်ထိတော့တက်လာပြီအခုတော့ဒီမှာအမဲအောင်တော့ရောက်နေပါရှင်အဲ့ဒါဟာမကအကြီးကြီးဟုတ်ပါဟုတ်တယ်အဲ့ပါရအကြီးကြီးဟာမကအကြီးကြီးစားကြလိုက်တာညင်းအောင်တရေကြနေပြီ Oh my god ဒီလိုချောချောကြီးတွေကိုတက်နေရကြ ရောက်ရဲ့သူကြီးမေကြီးရော Oh my god တစောင်းကြီး Oh my god တက်လာရဲ့ဘလူးလည်းမသိဘူး ငါဒီလောက်ကြီးကိုမရအောင်တက်တာ ညီမကတာဝါခွန်ကအရင်ကြိုက်လာပါရ ငါအချီအောင်ရောက်ပြီ အရင်နဲ့တာဝါပဲခုန်ကြညီမ ငါအချီအောင်ရောက်ပြီ ငါလည်းအသားရောက်ပြီရောက်ရေးဒီနားလေးမခဏနေလေ မေကြီးတော့ မေကြီးရောနေရပဲဟာရောက်ငါစိတ် ငါ နေ ပြည့်တယ် ငါရန်နီးရလားနီးရန်နီးတေးကြပါနော်မအပေါ်အထိတော့ရောက်နေပါတယ်တော်တော်လေးမြင့်နေနော်ငါထင်တဲ့လောက်တောင်မြင့်နေဟာထမင်းဘူးလေဟာမငါခုံသွားတော့မှလားမသိဘူးထမင်းဘူးလေလေမအတူကြီးပြရတယ်မတိရတော့ဒီဘက်လို့ မြင့်နေငါတော့မဖြစ်ဘူး ရဒီမှန်တော့ရမကြီးအပေါ်ဆုံးရဒီမှန်တော့ဒီဘက်ကဘေးဆုံးကမှန်တော့ကြားလားနင့်ဒီသူပြောထား ဘယ်ဘက်ဘေးဆုံးอ่ะ မကြီး ခဏပြီးကြမှာငေါ့ပြချောကလက်လေးတော့တော်တော်ခုံငါဥဆိုင်နဲ့ကွယ်နေအောင်မြင်ပြန်နေညအဖြူလောင်ပြီးသွားပြီပေါ့ ပြီးတော့ရင်ကြားလား Yes! Nineဒီမကြီးဘာအားရဘာတော့ညဘာတော့ဟာ ခိုင်းနေမိကော လီ ညမမောင်လေးကတော့နိုင်သွားပါပြီညမလည်းကြမ်းမှာညမဒီမှာခုံနေရဟိုနင်းလေးရှောက်နေသူကမမြန်ရှောက်တာလေညမနင်းလေးရှောက်နေသူကမမြန်ရှောက်တော့လေသူကနိုင်သွားပြီ အောက်ခေါ်နေ ညောင်နောက်အိုင်ဒီကျန်နေနော် အန်ကြီးတခုပြောနေလေ နှစ်ခု ဘာ 在回你够一个的那点表现型 မကြီးညင်ရွက်တလားခွန်ရလား ဒီကနိုင်တာ တား တ နိုင် င် တော့ တော့နိုင်သွားတာ ဟုတ်တယ် အမြတ်ဒီမှာတာဝိုင်း တောင်းအောင်မေး အကျိုးနဲ့မနေချင်ဘူးတယ်မမြင် ဖျားရှိကုန် ရှောက် ရရင်ငါပဲရောက်သွားအော်အေးအပေါ်တန်မိအပေါ်ပြန်မိသွားမှာစိတ်ညစ် โอเคရပြီဆိုတော့ဘယ်ထိန်နိုင်မလဲ ဟာမကိုင်စီပြုတ်ကြဝိုင်းငါစိတ်ညစ်တယ်ဒီတာဝါတော်တော်မိုက်တယ်နော် ဒါကြီးကိုသိရတာ
ယူ စာရာ A နဲ့ B နဲ့ ABC မကွဲတာအဲ့ဒါလို့ကြတာ လွယ်လေး လွယ်လွယ်လေးကိုဖွင့်ပေးရလေဒီမှာလည်းအင်္ဂလိပ်စာပါပါတစ်လုံးတော့နားမလဲတစ်လုံးမှနားမလဲ အဲ့လေ ABC ကြီးနားမလဲဒါကြတော့ရတယ် ဒီမှာအင်္ဂလိပ်စာပါတယ်တမီးလည်းတစ်လုံးမှနားမလဲရှောက်နေတာလေရှောက်နေရင်လည်းဒီ ငါအိုင်ဒီဖြတ်လိုက်ပြီနော် ချက်လိုက်တော့ညောင်းငါမရောက်သေးဘူးရှောက်တော့မှာပါရှင်ညီမလေးဘယ်ဘက်ဟာလဲဘယ်ဘက်ကဟာလဲ ငါအိုင်ဒီဖြတ်လိုက်အိုင် အဲ့ရောသိပြီ ငါအိုင်ဒီငါအိုင်ဒီဖြတ်လိုက်ပြီလေဟေးကျူဟောဟိုဘကဟာ ဒီမှာအေးဟုတ်တယ် ဒါဟိုဘကဟာငါပြောတယ်လားမင်းလီမမတော့နဲ့ခုံသွားမှာလားအဲ့ပြုတ်ကြဘူးညငါဒီမှာအိုင်ဒီဖြတ်လိုက်တာတော့ခုချိန်မပြောက်သေးဘူးဘာလို့ မင်းက rust ကိုနဲ့ဖဲရပြီစုရပါပြီအားလုံးပဲကြည့်အမြဲတမ်းရှိရှိပေးကြတဲ့ပရိသတ်များအားလုံးတတန်